အင်္ဂလန်ပရီးမီးယားလိရဲ့ထိပ်တီကလပ်ချက်စီအသင်းအတွက်အလွန်မင်းရေးကြီးပြီးတော့ပရိသတ်တွေစောင့်ကြည့်နေကြတဲ့ FA ရဲ့ပြစ်ဒဏ်စီရင်ချက်နောက်ဆုံးမှာတော့ချမှတ်လိုက်ပါပြီ။အင်္ဂလန်ဘောလုံးဖွဲ့ချုပ် FA ရဲ့အယူခံကြားနာပွဲအပြီးမှာတော့ချက်စီအသင်းဟာပေါင်10တန်းဒဏ်ရာကျင်ခံခဲ့ရသလို200ဒီစားကစားသမားပြောင်းရွှေ့ဆိုင်းငယ်ပိတ်ပင်မှုပြစ်ဒဏ်ကိုပါချမှတ်ခံခဲ့ရပါတယ်။ဒါအသင်းပိုင်ရှင်ဟောင်းရိုမန်အဗရာမိုဗစ်လက်ထက်ကအေဂျင့်ဆိုင်ရာစီမင်းတွေကို84ကြိမ်တက်တိုင်ချိုးဖောက်ခဲ့မှုအတွက်နောက်ဆက်တွဲပြစ်ဒဏ်ကြားခံခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ချက်စီအသင်းအတွက်တတ်တရစေမဲ့သတင်းကောင်းတစ်ခုလည်းရှိနေပါတယ်။မူလက FA ဘက်ကချမှတ်ဖို့အလေးနက်စီစဉ်ထားတဲ့ပရီးမီးယားလိ6မှတ်ရောပြစ်ဒဏ်ကိုတော့အယူခံအဆင့်မှာအပိတက်ဖယ်ပြပေးခဲ့ပါတယ်။ဒါကြောင့်အသင်းအနေနဲ့လာမယ့်ရာသီမှတ်ပေးစရာမှာအမတ်လျှော့ခံရမယ့်ဘေးအန္တရာယ်ကနေတည်လေးလွတ်မြောက်သွားခဲ့တာပါ။လက်ရှိချမှတ်ခံရတဲ့ပြောင်းရွှေ့ခြင်းပိတ်ပင်မှုဟာလည်းချက်ချင်းတက်ရောက်မဲ့ပြစ်ဒဏ်မျိုးမဟုတ်ဘဲနဲ့ဆိုင်းငယ်ပြစ်ဒဏ်အဖြစ်သာသတ်မှတ်ထားတာဖြစ်ပါတယ်။ဒါကြောင့်ဒီပြအစားပြီးအလွန်ဆိုအနေနဲ့ယခုနွေရာသီဈေးကွက်အတွင်းမှာကစားသမားအဝင်ထွက်တွေကိုစိုးရိမ်ကြမလို့ပဲလွတ်လပ်ဆက်လက်လှုပ်ဆောင်သွားခွင့်ရှိနေသေးဖြစ်ပါတယ်။အချင်းချုပ်ရရင်တော့ချက်စီးဟာအမတ်လျှော့ပြစ်ဒဏ်ကနေကံကောင်းထောက်မစွာပဲလွတ်မြောက်သွားခဲ့ပေမဲ့ပေါင်10တန်းတန်ငွေနဲ့အတူတတိပေးချက်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။အားစားသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ဆောင်းရကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။